အားလုံးပဲမင်္ဂလာပါ O2 with you မှာပြန်လည်ကြိုဆိုပါရနော်ဒီနေ့ဗီဒီယိုမှာ O219 ရဲ့ budget management feature ဖြစ်တဲ့ analytic budget နဲ့ financial budget အကြောင်းကိုယူကရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့မှာတော့ part 1အနေနဲ့ analytic budget အကြောင်းကိုရှင်းပြပေးသွားမယ်ပေါ့နော်ဒီမှာယူဒီလိုမျိုးလေးလုပ်ပြထားတယ်ပေါ့နော်ဒါဆိုရင် O219 ရဲ့ budget management မှာဆိုလို့ရှိရင် analytic budget လည်းရှိတယ် financial budget လည်းရှိတယ်ပေါ့နော်အဲ့နှစ်ခုကဘယ်လိုကွာခြားတာလဲပေါ့ analytic budget ကကြတော့project တွေ department တွေcost center တွေဒီလိုမျိုးတွေတုံးလို့ရတယ်ဒါဘယ်လိုမျိုးပြောရလဲဆိုတော့ယူတို့လုပ်ငန်းတွေက project တွေအလိုက်သွားနေရတဲ့လုပ်ငန်းမျိုးပေါ့နော်ဒါဆိုလို့ရှိရင်ဒီ project နဲ့ပတ်သက်ပြီးတော့ကိုကbudget တွေဆွဲထားတာရှိတယ် revenue ဆိုလို့ရှိရင်လည်း revenue ဘယ်လောက်တော့ဖြစ်ရမယ်ပေါ့နော် expense ဆိုလို့ရှိရင်လည်းဘယ်လောက် budget အတွင်းမှာဝင်အောင်သုံးရမယ်ဒီလိုမျိုး project အလိုက်ကိုမှbudget တွေရချင်တာဆိုလို့ရှိရင် analytic budget နဲ့သွားလို့ရတယ်နောက်တစ်မျိုးကကြတော့ department ကကြတော့ကိုယ့်ရဲ့ company မှာရှိတဲ့ department လိုက်ကိုမှ finance department ကတော့ဘယ်လောက် admin department ကတော့ဘယ်လောက်ပေါ့နော် operation department ပဲဆိုပါစို့ပေါ့နော်ဒီလိုမျိုးဆိုလို့ရှိရင်လည်းဘယ်လောက်ဒါကတော့ department အလိုက်ကိုမှ budget တွေရချင်တာမျိုးရှိတယ်ဆိုလို့ရှိရင်လည်း analytic budget နဲ့သွားလို့ရတယ်နောက်တစ်ခုကကြတော့ cost center အလိုက်ပေါ့နော်cost center အလိုက်ကကြတော့ဒါ analytic လို့လည်းပြောတယ်ပေါ့နော်ကိုခွဲကြည့်ချင်တဲ့ကိုယ့်ရဲ့ analytic တွေပိုင်းထားတဲ့ cost center တွေကိုယ့်စီမှာရှိတယ်ဒီလိုမျိုးတွေရှိတယ်ဆိုလို့ရှိရင်လည်း analytic budget နဲ့သွားလို့ရတယ်ပေါ့နော်နောက်တစ်မျိုးကကြတော့ financial budget ကကြတော့ဘယ်လိုမျိုး budget ရလို့ရရလဲဆိုတော့ chart account တစ်ခုချင်းစီအလိုက်ကို budget ရလို့ရတာအဲဒီ revenue account ပဲဖြစ်ဖြစ် expense account ပဲဖြစ်ဖြစ်ကိုယ့် company မှာရှိတဲ့ chart account တစ်ခုချင်းစီအလိုက်ကို budget ရတာဒါကိုကြတော့ financial budget လို့ခေါ်တယ်ပေါ့နော်အဲ့တော့ system မှာ budget ကနှစ်မျိုးရလို့ရတယ် analytic budget နဲ့လည်းသွားလို့ရတယ် financial budget နဲ့လည်းသွားလို့ရတယ်ရွာဒီနေ့မှာ part 1အနေနဲ့ analytic budget ကဘယ်လိုမျိုးအသုံးပြုလို့ရတယ်ဆိုတာကိုရှင်းပြပေးသွားပါမယ်အဲ့တော့ဒီမိုးလေးကိုဆက်ကြည့်လိုက်အောင်နော်ဒါယူဒီမိုသွားမယ်ဆိုတော့ဒါ budget ဖြစ်တာဖြစ်တဲ့အတွက်ဒါ accounting module ပေါ့နော် accounting module ထဲမှာသွားလို့ရမယ်ယူတို့ accounting module ထဲဝင်လိုက်မယ်ဝင်လိုက်ပြီးရင် budget ကိုအသုံးပြုဖို့အတွက်ဆိုလို့ရှိရင်တော့ဒီ configuration ရဲ့ setting ထဲမှာ budget management ဆိုတာလေးကိုတော့အရင် on ပေးရမယ်ပေါ့နော်ဒီ budget management ဆိုတာကိုတော့ဒီမှာအရင် on ပြီးတော့ save လုပ်ရမယ်ပေါ့နော်ဒါလေးတော့ရှင်း on ထားရမယ်ဒါဆိုရင်ယူဒီ accounting အောက်မှာ analytic budget ဆိုပြီးဒီလိုမျိုးလေးပေါ်လာမယ်ပေါ့နော်အဲ့တော့ analytic budget တွေစသွားမယ်ဆိုလို့ရှိရင်ဒီ analytic budget တွေကိုသွားပြီးတော့ယူတို့ budget တွေရမယ်ပေါ့နော်အဲ့တော့စရပြီဆိုလို့ရှိရင်ဒါ new ခေါ်ပြီးတော့ budget တွေရမယ်budget နေမှာဆိုရင်ကိုက annual budget ရနေရလားဒါမှမဟုတ် quarterly budget ရနေရလားကိုရတဲ့ budget ကိုဒီမှာ budget နေလေးထည့်လို့ရတယ်ပေါ့နော်budget ပဲဆိုပါစို့ပေါ့နော်ဒါယူရိုတာ sample ထည့်လိုက်မယ်ပြီးတော့ဒီ responsible ကတော့ဒီ budget ကို create လုပ်နေတယ်လို့ပေါ့နော် create လုပ်နေတဲ့ user ဖြစ်မယ်ပြီး budget type ရှိတယ် budget type မှာကျတော့ expense ရှိတယ် revenue ရှိတယ်နှစ်ခုလုံးရှိတယ်ပေါ့နော် both ရှိတယ်ကိုအခုရနေတာက expense ကိုရနေတာလားဒါမှမဟုတ် revenue ကိုရမှာလားဒါမှမဟုတ်နှစ်ခုလုံးကိုရမှာလားပေါ့နော်ကို budget ရမယ့်ပုံမူတည်ပြီးတော့ဒီ type လေးတွေရွေးသွားလို့ရတယ်အဲ့တော့ဒီနေ့မှာ expense ရပြမယ်ပေါ့နော် expense ကိုရမယ်ဆိုလို့ရှိရင် expense ကိုရွေးလိုက်မယ်တကယ်လို့ revenue ရတယ်ဆိုရင် revenue ကိုရွေးပြီးတော့ဒါ budget တွေရသွားရုံပဲပေါ့နော်အဲ့တော့ expense ကိုရပြမှာဆိုတော့ expense ရွေးလိုက်မယ်ပြီးတော့ဒီမှာ period ပေါ့နော် period က annual budget ဖြစ်နေတာဖြစ်တဲ့အတွက်ကိုကတစ်နှစ်လုံးစာရမယ်ပေါ့နော်တစ်နှစ်လုံးစာရမယ်ဆိုတော့ယူ January 1ရက်နေ့ကနေ December အထိထည့်လိုက်မယ်ဒါဆိုရင်ဒီတစ်နှစ်ထဲမှာဒီတစ်နှစ်လုံးစာကို budget ရလိုက်တဲ့သဘောဖြစ်သွားတာပေါ့နော်အဲ့တော့ budget တွေစရတော့မယ်ဆိုလို့ရှိရင်ဒီမှာ budget line ရဲ့ add line ထဲမှာဒီမှာစပြီးတော့ budget တွေထည့်တော့မယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကိုကဒီမှာ project ရှိတယ် department ရှိတယ်ပေါ့နော် project တစ်ခုချင်းစီလိုက်ရဲ့ budget တွေကိုလည်းကိုကရမယ် department တစ်ခုချင်းစီလိုက်ရဲ့ budget တွေကိုလည်းရမယ်ပေါ့နော်ဒီလိုမျိုး multiple ရလို့ရတယ် budget တစ်ခုထဲမှာပဲ multiple ရလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင် project အောက်မှာကိုယ့်ရဲ့ project တွေကဘယ်နှခုရှိလဲပေါ့နော်ဒီတစ်နှစ်လုံးစာအတွက် project တွေဘယ်နှခုရှိလဲဒါ project တွေတော့ဒီမှာ creation လုပ်ထားရမယ်ပေါ့နော်ဒီ project တွေကိုတော့ဘယ်လိုခေါ်လဲဆိုတော့ဒီ accounting တွေက analytic account ထဲမှာ create လုပ်ပေးထားရမယ်ဒီလိုမျိုး analytic account လို့ခေါ်တယ်ပေါ့နော်ဒါလေးတွေကိုကြတော့ analytic account လို့ခေါ်တယ်ဒီ analytic account တွေကိုဒီထဲမှာတော့လာပြီးတော့ setup လုပ်ထားရမယ် create လုပ်ထားရမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာ project A ဆိုပြီးတော့ plan က project နဲ့ဒီလိုမျိုးလေးချိန်ထားတယ်ပေါ့နော်နောက်တစ်ခုဒီမှာ department ဆိုလို့ရှိရင်လည်း department name လေးကို plan က department ဆိုပြီးတော့ချိန်ထားတယ်ဒီလိုမျိုးလေး analytic account လေးတော့ရှိရမှာပေါ့နော်
ဒါဆိုရင်YouTube မှာစာထည့်ပြမယ်ပေါ့နော်အဲ့တော့ဒီမှာ project အောက်မှာဆိုလို့ရှိရင်ဒီ project လေးပေါ့ဘယ် project ကိုက budget ရမှာလဲပေါ့ဒါဆိုရင် project B ပဲဆိုပါစို့ project B ကို project B ကို expense ကဒီလောက်ပဲဆိုပါစို့ပေါ့နော်ဒါကိုသုံးမဲ့ expense ပေါ့နော် expense budget ရထားတဲ့အမောင်းပြီးရင်နောက်တစ် line အနေနဲ့ထပ်လုပ်မယ်ဆိုရင်အဲ့ဒီ line ကိုနှိပ်ပြီးတော့ကိုက project ကိုရမှာလားမဟုတ်ဘူး department ကိုရမယ်ဆိုရင်finance department ကိုရွေးလိုက်မယ်ရွေးပြီးတော့ finance department အတွက်ကတော့ဘယ်လောက်ပေါ့နော်ပြီးနောက်တစ်ခုဒါ operation department အတွက်ဆိုလို့ရှိရင်လည်း operation department အတွက်ဆိုပြီးတော့ဒါကိုယ့်ရဲ့ budget တွေကိုဒီမှာတစ်ခါတည်းထည့်သွားလို့ရတယ်ဒါ multiple တွေကုန်ထည့်သွားလို့ရတယ်ပေါ့နော်project ကော department ကောဒီလိုမျိုးbudget တစ်ခုထဲမှာ multiple ထည့်သွားလို့ရတယ်ဒီလိုမျိုးလဲထည့်လို့ရတယ်လို့ဒါ project တစ်ခုချင်းစီ live budget တွေလည်းသွားလို့ရတယ်ဒီ department တစ်ခုချင်းစီ live budget လည်းသွားလို့ရတယ်ပေါ့နော် department တစ်ခုချင်းစီ live ပဲတစ်ခုချင်းစီကြည့်ချင်တယ်ဆိုတော့ဒီ project ကိုထည့်ပြီးတော့မရှာနဲ့ပေါ့နော်ဒီလိုမျိုး multiple လည်းသွားလို့ရတယ်ဆိုတော့ရွက်လုပ်ပြတာအဲ့ဒါဆိုရင်ဒါ project B အတွက်လည်းရပြီးသွားပြီဒါ finance department operation department တို့လည်းရပြီးသွားပြီဆိုပါစို့ပေါ့နော်အဲ့တော့ရပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ save လုပ်လိုက်မယ်ပြီးရင် open လုပ်ထားလိုက်မယ်ဒီ budget ကိုက open လုပ်ထားလိုက်မယ် open လုပ်ထားလိုက်မှာပဲဒါတော့ဒီလိုမျိုးလေးတွေထွက်လာတယ်ပေါ့နော်ဒါလေးယူတစ်ချက်ရှင်းပြမယ်ပေါ့နော်ဒါကကြတော့ဒါကိုရထားတဲ့ဒါ budget ကိုရထားတဲ့ budget တွေဒီမှာ comment တက်ရှိရပေါ့နော် comment တက်ကကြတော့ဒီမှာထောက်ကြည့်လိုက်ရင်စာသားလေးထွက်လာတယ်ပေါ့နော် already pay amount နဲ့ confirm purchase order ဆိုပြီးတော့ပါတယ်အဲ့တော့ဘေးဖွင့်ပြီးသား amount တွေ purchase order confirm ပြီးသားအဆောင်တွေရဲ့တန်ဖိုးတွေဒါရှိတယ်ဆိုလို့ရှိရင်ဒီ comment တက်မှာလာပြီးတော့ပေါ်နေမယ်ပေါ့နော်ဒီ project B ကိုထိပြီးတော့ finance department operation department ကိုထိပြီးတော့ transaction တွေလုပ်ထားတယ်ဆိုလို့ရှိရင်ဒီ comment တက်ထဲမှာလာပေါ်နေမယ်ပြီးဒီမှာ achieve ရှိတယ် achieve ကကြတော့ B တွေ invoice တွေဖွင့်ထားတဲ့ amount only ပေါ့နော်အဲ့တော့ဒီနှစ်ခုကွာခြားချက်ကကြတော့ဒီ comment တက်ကကြတော့ purchase order confirm လုပ်ထားတဲ့ amount တွေလည်းပါတယ် achieve ကကြတော့ B post ဖြစ်တဲ့ amount တွေပဲပါမယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကကြတော့ theoretical ကကြတော့ဘာကိုပြောချင်တာလဲဆိုတော့ဒီတို့အခုဒီမှာတစ်နှစ်စာရထားတယ်ကိုရထားတဲ့ amount ရှိတယ်အဲ့ဒါကို system ကဒီနေ့ပေါ့နော်ဒီတို့ဒီနေ့ဆိုလို့ရှိရင်ဇူလိုင်ရောက်နေပြီအဲ့တော့ဇူလိုင်ရဲ့တက်ရက်ချင်းစီကိုတွက်ပေးတာဇူလိုင်လရဲ့ဒီနေ့18ရက်ရောက်နေတာဖြစ်တဲ့အတွက်ဇူလိုင်18ရက်နေ့ထိတော့ရထားတဲ့ budget amount ကဒီလောက်တော့သုံးလို့ရနေပါပြီလို့ system ပြောပေးတာဒါလောက်တော့သုံးလို့ရတယ်ပေါ့နော်အဲ့တော့ system ကတစ်လချင်းစီကိုမှတော့တစ်ရက်ချင်းစီကိုပြန်တွက်ပေးတာတစ်ရက်စာလိုက်ကိုပြန်တွက်ပေးပြီးတော့ဒီမှာစာသားထောက်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒီလိုမျိုးလေးပေါ်တယ်ပေါ့နော် budget amount ကို budget တွေနဲ့budget တွေ complete နဲ့ပြန်ပြီးတော့မျှပေးထားတာအဲ့တော့ဒီနေ့အထိပေါ့နော်ရက်လိုက်တွက်မယ်ဆိုလို့ရှိရင်ကိုရထားတဲ့ budget တွေကဒီလောက်တော့သုံးလို့ရပါတယ်ပေါ့နော်ဒီလောက်တော့သုံးလို့ရနေပါတယ်ဆိုတော့ system ပြပေးတာဒါကကြတော့ percentage တွေပေါ့နော် committed ဖြစ်နေတဲ့ percentage တွေ achieve ဖြစ်နေတဲ့ percentage ပြီးရင် theoretical ရဲ့ percentage တွေပေါ့နော်ဒါဆိုလို့ရှိရင်ဒီ committed မှာလည်း amount တွေဝင်မလာသေးဘူး achieve မှာလည်း amount တွေဝင်မလာသေးဘူးဘာဖြစ်လို့လဲဆိုတော့ဒီ high နဲ့ပတ်သက်ပြီး transition တွေဘာမှမလုပ်ပါသေးလို့ပေါ့နော်အဲ့တော့ transition လေးတွေယူလုပ်ပြမယ်အဲ့တော့ဒီဘက်ကသွားလိုက်မယ်နော်ဒီဘက်ကသွားပြီးတော့purchase order တစ်စောင်ဖွင့်လိုက်မယ် new ခေါ်ပြီးတော့ purchase order တစ်စောင်ဖွင့်လိုက်မယ်ဒီမှာ product တစ်ခုရွေးလိုက်မယ်ပဲဆိုပါစို့ပေါ့နော်ရွေးလိုက်ပြီးတော့ဒီမှာ analytic မှာ project အတွက်ကိုကသုံးနေတာလားဒါဆိုလို့ရှိရင်ဘယ် project လဲ project ပြီးရွေးဒါမှမဟုတ် department အတွက်သုံးနေရဆိုလို့ရှိရင် department ကိုရွေးပေါ့နော်အဲ့တော့ဒီပစ္စည်းက project B အတွက်ဝယ်တဲ့ပစ္စည်းပဲဆိုပါစို့ပေါ့နော်အဲ့တော့ project B ကိုရွေးလိုက်မယ်ရွေးလိုက်ပြီးတော့ quantity ထည့်မယ်ပြီးရင်ဒီမှာ price ထည့်မယ်ထည့်ပြီးတော့ confirm လုပ်လိုက်မယ်ဒါဆိုရင် project B အတွက် purchase order confirm ဖြစ်သွားပြီအဲ့တော့ဒီ budget ကိုသွားကြည့်မယ် refresh လုပ်လိုက်မယ်ဒါဆိုရင်ဒီမှာဝင်လာပြီပေါ့နော်ကိုက transaction လုပ်လိုက်တိုင်း transaction လုပ်တဲ့အချိန်မှာဒီ analytic တွေကိုလာထိတာနဲ့စစ်စံကဒီမှာ auto လာပြပေးမှာပေါ့နော်ဒါကတော့ committed ပဲဖြစ်သေးတာဆိုတော့ purchase order confirm ဖြစ်တဲ့ဟာပဲဒီမှာလာပြတာတကယ်လို့ purchase order ဒါဘေးဖြစ်သွားရင်တော့ဒီ achieve မှာလာပြလိုက်မယ်အဲ့တော့ဒီ PO ကိုတို့ဘေးဖွင့်မယ်ပေါ့နော်ပစ္စည်းလက်ခံလိုက်မယ်ပစ္စည်းလက်ခံမယ်ပြီးရင်ဒီဟာကိုဘေးဖွင့်မယ် purchase order တွေသွားပြီးတော့ဒီဟာကိုဘေးဖွင့်မယ်save လုပ်လိုက်မယ်ဒါ drop ပဲဖြစ်သေးတာဖြစ်တဲ့အတွက်ဒီ analytic budget မှာမဝင်သေးဘူးပေါ့နော်ဒီမှာပြန်ပြမယ်နော်ဒီမှာ drop ဖြစ်တာဖြစ်တဲ့အတွက်ဒီမှာ refresh လုပ်လိုက်လို့ရှိရင်လည်းဒီမှာမဝင်လာသေးဘူးပေါ့နော်ဒီ achieve မှာဝင်မလာသေးဘူးအဲ့တော့ဒီဟာကို confirm လုပ်လိုက်မယ်ဒါဆိုရင် post ဖြစ်သွားပြီ post ဖြစ်သွားတော့မှဒီထဲမှာဝင်လာမှာ refresh ပြန်လုပ်လိုက်မယ်
ဒါဆိုရင်ဒီမှာ achieve ထဲမှာဝင်သွားပြီပေါ့နော်ဒါဆိုရင် committed မှာလည်း9သိန်းachieve မှာလည်း9သိန်းဖြစ်သွားပြီအဲ့တော့ committed အနေနဲ့သုံးထားတဲ့ percentage က 10% ဖြစ်သွားပြီပေါ့နော်ဒီ budget amount ကိုမှ 10% သုံးပြီးသွားပြီ theoretical ကတော့သူပြနေမယ်ဒီနေ့ထိသူတွက်ပြနေတာပေါ့နော်ပြီးနောက်တစ်ခုအနေနဲ့ finance department ကိုထိပြီးတော့ထပ်ပြမယ်အဲ့တော့ဒီဟာကိုကြတော့ရဘေးပဲဖွင့်လိုက်တော့မယ်နော် accounting အောက်ကနေဘေးတစ်စောင်းလောက်ဖွင့်ကြည့်လိုက်မယ် expense တစ်ခုလောက်ဖွင့်ကြည့်လိုက်မယ်ဒီမှာ account တစ်ခုနဲ့expense ပဲထားပါတော့ပေါ့နော် expense တစ်ကောင်ရွေးလိုက်မယ်အဲ့ဒါကို department ကကြတော့ finance department ရွေးလိုက်ပြီးတော့သူ့ရဲ့ expense တစ်ခုပေါ့နော်သူသုံးလိုက်တဲ့ expense တစ်ခုထည့်လိုက်မယ် amount တစ်ခုထည့်လိုက်မယ်ပြီးရင်ဘေးတဲ့ရွေးမယ်ပြီးရင် confirm လုပ်လိုက်မယ်ဒါဆိုရင်ဒီ analytic ကကြတော့ finance department အတွက်သုံးသွားတဲ့ expense ပေါ့နော်ဒီ expense က finance department ပဲတည်တံ့သုံးသွားတဲ့ expense ဖြစ်တာဖြစ်တဲ့အတွက်ဒီ analytic လေးရွေးလိုက်တယ်ပြီးရင်ဒီ analytic budget မှာလာကြည့်လိုက်မယ်ဒါဆိုရင်ဒီမှာဝင်လာပြီပေါ့နော် finance department နဲ့ပတ်သက်ပြီးတော့ transaction အကြောင်းလုပ်လိုက်တာနဲ့ဒီ department ကိုရွေးလိုက်တာဖြစ်တဲ့အတွက် analytic မှာရွေးလိုက်တာဖြစ်တဲ့အတွက် system က auto ပြပေးတယ်အဲ့တော့ဒီမှာ committed ရဲ့ percentage တွေလည်းကြည့်လို့ရတယ် theoretical ကတော့ theoretical သူသုံးတဲ့ amount ပုံမူတည်ပြီးပြပေးမှာပေါ့နော်အဲ့တော့ဒီ budget ကိုရထားတဲ့ budget ကိုလာကြည့်လိုက်တာနဲ့ကိုကနှစ်စဉ်ပဲဖြစ်ဖြစ် quarterly ပဲဖြစ်ဖြစ် monthly ပဲဖြစ်ဖြစ်ဒီလိုမျိုးကိုက budget တွေရချင်တယ်ဆိုရင်ကိုက budget amount ကိုပဲထည့်ပေးလိုက်အောင်ပဲ system ကကို analytic ထည့်ထားတဲ့ budget ပုံမူတည်ပြီးတော့ဒီ expense တွေလုပ်တဲ့အချိန်ဒီ analytic ကိုရွေးသွားတဲ့အချိန်မှာ system ကနေ auto ကိုယ့်ရဲ့ဒီ analytic နဲ့ပတ်သက်ပြီးတော့project ပဲဖြစ်ဖြစ် department ပဲဖြစ်ဖြစ် budget တွေကကျော်နေပြီလားပေါ့နော် expense နဲ့ကြည့်မယ်ဆိုရင် budget တွေကကျော်နေပြီလားကိုယ့်ရဲ့ budget တွေကကဘာဖြစ်နေလားဆိုတာကိုဒီထဲမှာဝင်ကြည့်တာနဲ့အလွယ်တကူfinance ဘက်ကနေသိနိုင်တယ်ပေါ့နော်ရိုးထပ်ပြီးကြည့်လို့ရတာကဒီ amount တွေကဒီလိုလေးတွေ system ကနေ auto ဝင်လာတယ်ပေါ့နော်အဲ့တော့ဒီဝင်လာတဲ့ဟာတွေကဘယ်အကြောင်းအရာကနေဝင်လာတာလဲဆိုတာကိုဒီ audit ကနေလာကြည့်လို့ရတယ် audit လေးကိုထောက်ကြည့်လိုက်မယ် audit ကိုထောက်ကြည့်လိုက်ရင်ဒီ January 1ရက်နေ့မှာတော့ကို project ရထားတာပေါ့နော် annual budget အနေနဲ့ရထားတာ budget ကတလောက်ရှိရယ်ဒီ July 18မှာတော့စပြီးတော့ committed အနေနဲ့ achievement အနေနဲ့ဒီ line ဝင်လာပြီပေါ့နော်အဲ့ line ကိုလေးရထောက်ပြီးတော့အဲ့ line နဲ့ထိသွားကြည့်လို့ရတယ်ပေါ့နော်budget file နဲ့ကိုဝင်ကြည့်တာနဲ့ကိုယ့်ရဲ့ budget amount တွေလည်းရှိရယ်ဒီ budget ပုံမှာမှာကိုသုံးထားတဲ့committed တဲ့ achievement တွေလည်းမြင်ရသလိုဒီအကြောင်းအရာတွေကဒါတွေပေါ့နော်ဒီ value တွေကဘယ်ရလာလဲဆိုတာကိုလည်းဒီ audit ဆိုတာကိုထောက်ပြီးတော့သွားကြည့်လို့ရတယ်ပေါ့နော်reporting အနေနဲ့လည်း reporting အောက်မှာ budget report တွေကိုတွားပြီးတော့ကြည့်လို့ရတယ်ပေါ့နော်ဒါကတော့ budget report အနေနဲ့တွားကြည့်လို့ရတယ်ဒါကြီးတို့ဝင်လိုက်တယ်ဆိုလို့ရှိရင်ဒါ pivot view လေးနဲ့ဖြစ်နေတယ်ပေါ့နော် open budget ဖြစ်နေတဲ့ဟာတွေပဲ system ကပြပေးတယ်အဲ့တော့ဒါဆိုလို့ရှိရင် project A နဲ့ B ဒါကတော့ project မရှိတဲ့ဟာပေါ့နော်အဲ့တော့ project A နဲ့ B ကိုမှဒါ project A ရဲ့ budget ဒါ budget တစ်ခုလုံးစာပေါ့နော်ဒီလိုပြောရမယ်ဆိုလို့ရှိရင်ဒီဘက်ကနေတစ်ချက်ပြမယ်နော်ထပ်ပြီးတော့ဒါဆိုရင်ဒါ project A နဲ့ annual budget ဆိုပြီးတော့နှစ်ခု budget ရထားတာဖြစ်တဲ့အတွက်ဒီမှာ project A budget နဲ့ annual budget ဆိုပြီးတော့ column နှစ်ခုပေါ့နော်အဲ့တော့ project A ကိုမှကိုယ့်ရဲ့ budget ရှိတယ် committed ရှိတယ် achieve ရှိတယ်ဒါဆို annual budget ကိုမှ budget ရှိတယ် committed ရှိတယ် achieve ရှိတယ်ပေါ့နော်ဒါကတော့ total နှစ်ခုလုံးစာကိုပေါင်းပြထားတာအဲ့တော့ဒီဟာလေးတွေကဒီ plus လေးတွေကထောက်ပြီးတော့ဒီ plus လေးတွေကိုကိုကြည့်ချင်တာလေးရွေးထောက်ပြီးတော့တွားကြည့်လို့ရတယ်ပေါ့နော် pivot ဖြစ်တာဖြစ်တဲ့အတွက်ဒါကကြတော့ project နဲ့ဖြစ်နေတာအဲ့ဒါယူကdepartment နဲ့ပြန်ကြည့်မယ်ပေါ့နော် department လိုက်လဲကိုကရထားတာ哦အဲ့တော့ဒီဟာလေးကိုအနှုတ်ကလေးလုပ်လိုက်မယ်ပြီးရင်ဒီ plus လေးကိုထပ်လုပ်ပြီးတော့ department နဲ့ကြည့်လိုက်မယ်ဒါဆိုရင် department လိုက်ရထားတဲ့ဟာတွေဒါကြောင့် department တကယ်လို့ project ပြန်ကြည့်ကျင်တယ်ဆိုရင်ဒီမှာ project ပေါ့နော်အဲ့လိုမျိုးလေးဒါကိုကြည့်ကျင်တာကိုဒီလိုမျိုးရွှေ့ပြီးတော့တွားကြည့်လို့ရတယ် custom group ထဲမှာလည်းဒီလိုလေးထပ်ပိုင်လို့ရတယ်ပေါ့နော် project လိုက်ကြည့်ကျင်တာလားဒါမှမဟုတ် budget line လိုက်ကြည့်ကျင်တာလား budget analytic နဲ့ကြည့်ကျင်တာလားဒီလိုမျိုးလေးလည်း plus on မှာဒီ plus လေးကိုထောက်ပြီးတော့တွားကြည့်လို့ရတယ်ပေါ့နော်ဒါကတော့ budget report ကြည့်တဲ့ပုံစံလေးပါဒီနေ့ယူရှင်းပြပေးသွားတဲ့အကြောင်းအရာကတော့ O219 ရဲ့ budget management feature တွေက analytic budget အကြောင်းကို sharing လုပ်ပေးသွားတာပဲဖြစ်ပါတယ် analytic budget ကိုအသုံးပြုခြင်းအဖြစ်ကိုယ့်ရဲ့ project တွေကိုယ့်ရဲ့ department တွေကကိုထားထားတဲ့ budget တွေအထက်ကျော်နေပြီလားဒါမှမဟုတ် budget တွေဝင်လားဒါ budget ကိုအသုံးပြုခြင်းအဖြစ်ကိုယ့်ရဲ့ budget တွေကို manage လုပ်နိုင်မှာပဲဖြစ်ပါတယ်ဒီ next video မှာတော့ financial budget အကြောင်းကိုဆက်ပြီးတော့ရှင်းပြပေးသွားပါမယ်ကြည့်ရှုပေးတဲ့သူတယောက်ချင်းစီတိုင်းကိုယူကကျေးဇူးတင်ပါတယ်ရှင်